Real Madrid အသင်းရဲ့ Brazil တက်ဆင်မှု Endrick ကိုအငှားနဲ့ခေါ်ယူဖို့ Manchester United, Chelsea, Aston Villa နဲ့ Roma အသင်းတို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။အသက်20အရွယ် Endrick က Real အသင်းမှာ Mbappe နဲ့ Carlos Aspero ရဲ့နောက်တတိယဦးစားပေးတိုက်စစ်မှုအနေနဲ့သာရပ်တည်ရမယ့်အခြေအနေကြောင့်ပုံမှန်ပွဲကစားခွင့်ရမယ့်အသင်းစီအငှားနဲ့ပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေခြင်းဖြစ်တယ်လို့သိရပါတယ်။ Endrick ကဥရောပရှင်ပြိုင်ခွင့်အထူးသဖြင့်ချန်ပီယံလိရှင်ပြိုင်ခွင့်ရတဲ့အသင်းအထောင်တိုက်စစ်မှုအနေနဲ့ကစားခွင့်ရမယ့်အသင်းကိုသာပြောင်းရွှေ့ကစားဖို့သတ်မှတ်ထားကြောင်းလည်းသိရပါတယ်။ Endrick ကပြီးခဲ့တဲ့ January ပြောင်းရွှေ့မှာလိုင်ယွန်အသင်းကိုအငှားနဲ့ပြောင်းရွှေ့ကစားခဲ့ပြီး22ပွဲကစား8ဂိုးသွင်းဂိုးပန်တီမှု9ကြိမ်ပြုတ်လောက်ကခြေစွမ်းပြနိုင်ခဲ့ပါတယ်။ Endrick ကိုအငှားနဲ့ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်းတွေမှာ Chelsea ကဥရောပဝင်ခွင့်မရရှိပဲကျန်3သင်းကတော့ချန်ပီယံလိရှင်ပြိုင်ခွင့်ရရှိထားကြပါတယ်။ Endrick က Premier League ရဲ့စိန်ခေါ်မှုအသစ်ကိုရင်ဆိုင်မှုစိတ်ဝင်စားနေတယ်လို့လည်းသိရပါတယ်။